မကြောက်ကြီးပေါ့နော်ရှင်းမှာပါထည့်မယ်ကျွန်တော်မသိဘူး။မရရဆိုကြတော့။ရန်ကုန်ကဘိန်းရတယ်ဒီမှာလာချန်တာပေါ့နော်။တော့တန်းချိန်လမ်းကထိုးမယ်။ဒီကလုံးဝကျန်းသွားပြီဆိုတော့6000တက်တယ်6000တက်။အားလုံးပဲမင်္ဂလာပါ။ဒီနေ့ကတော့ကျွန်တော် special key တွေပေါ့နော်။ AOD တိုင်းကိုသွားမှာ။ဘယ်သွားမလဲဆိုတာကျွန်တော်လင်းရင်ဆက်ပြီးတော့ပြောပြပေးမယ်။လောလောဆယ်ပါတဲ့ဘိန်းလေးတွေကိုရိုက်ပြပေးမယ်။လောလောဆယ်ကျွန်တော်2ယောက်ပဲပေါ့နော်။ညီလေးဝေရပေါ့။ပြီးခဲ့တဲ့ဗီဒီယိုမှာဒီပါပြီးသွားပြီ။ပြီးကျွန်တော်ဘိန်းပုံတွေကတော့ကျွန်တော်လည်းလင်းရင်ရိုက်ပြပေးမယ်။လောလောဆယ်ကျွန်တော်အောင်စီရသရားနာမှာပေါ့နော်။အောင်စီရသရားတက်တော့။ကဲဒိုးမယ်။ Okay သွားမယ်။တော့ကျွန်တော်အောင်စီရသရားတက်တော့မယ်ပေါ့နော်။အောင်စီရသရားကလည်းမှောင်မဲနေတော့ဒါတော့ရိုက်ပြပြီးတော့မယ်နော်။ဒါလည်းကျွန်တော်မင်းအောင်သရားသွားတော့ဒီနေ့တိုင်းပဲပေါ့နော်အောင်စီရသရားကြီးကလုံးဝမှောင်မဲနေ။ဝန်းကျင်မှာလုံးဝမီးအောင်သိမ့်မရှိဘူး။အဲဒီလမ်းကနေတက်တဲ့သွားရင်ကျွန်တော်မီးခွက်ဈေးနာရောက်မှာပေါ့နော်။မီးခွက်ဈေးနာကနေကျွန်တော်ပသိမ်လမ်းပေါ်ပြန်တက်မှာပေါ့။ဒီမှာပဲကျွန်တော်ခီးစင်ကြောင်လေးပြောပြမယ်နော်။ Okay ခုကတော့ကျွန်တော်လှိုင်တာထဲမှာပေါ့နော်။ပသိမ်လမ်းပေါ်မကြခင်တက်မှာပေါ့။ဒီနေ့ခီးစင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်နည်းနည်းရှင်းပြပေးရမှာဆိုရင်ရန်ကုန်ပသိမ်ချောင်းသာငွေဆောင်ညောင်းမြရန်ကုန်ပေါ့နော်။ပြောရမှာဆိုဒီခီးက round ခီးပေါ့။ပထမဦးဆုံးကျွန်တော်တို့ဒီပသိမ်ကိုသွားမှာပေါ့နော်။ပထမဦးဈေးဝမ်းတော့အဲ့တော့ပသိမ်ကိုသွားတဲ့အချိန်မှာကျွန်တော်ခါတိုင်းရိုက်ပြဘူးတဲ့ဒီပသိမ်လမ်းမိုင်းနေခဏခဏရိုက်ပြဘူးလေပေါ့နော်အဲ့ဒါပေမဲ့ဒီတစ်ခေါက်မှာတော့ကျောင်းကုန်းလမ်းကသွားမှာဆိုတော့ကျောင်းကုန်းလမ်းလေးကိုကျွန်တော်ခဏလောက်ရိုက်ပြပြီမယ်ပြီးတော့ကျန်တဲ့လမ်းမိုင်းတွေကတော့ချုပ်ပြီးရိုက်ပြပြီပေါ့နော်ခီးတင်ကရှည်ကြီးဆိုတော့လေကီလိုမီတာလဲ900ကျော်မှာဆိုတော့အဲ့တော့ရန်ကုန်ပသိမ်ရက်ပေါ့နော်ဒီနေ့ကတော့လက်ပြန်ကပသိမ်ချောင်းသာတတိယရက်ကချောင်းသာငွေဆောင်သရုပ်ရက်ကကျွန်တော်တို့ငွေဆောင်မြောင်းမြပေါ့နော်ပြီးတော့9ရက်မြောင်းနေကြတော့ကျွန်တော်တို့မြောင်းမြရန်ကုန်ပေါ့နော်โอเคဆက်ထိုးမယ်နော်ဒါ BOC လမ်းဆုံးပေါ့နော်ဒါလည်းမှောင်မဲနေဗျာရသလောက်တော့ကျွန်တော်ရိုက်ပြပြီမယ်နော်ကဲအခုကျွန်တော်တမအောင်တော့နည်းနည်းလေးကြော်လာပြီပေါ့နော်ရှင်းမှာဝေးပြေးရောက်တော့မယ်လည်းမှောင်နေပြီဆိုတော့လင်းမပဲဆဲပြပြီမယ်နော်ဆက်ထိုးမယ်လောလောဆယ်တော့ကျွန်တော်တိုးကိတ်တောင်မရောက်ဘူးကားတွေပိတ်နေတောက်လျှောက်နေကားတွေလမ်းတွေကသွားနေရတယ်ပေါ့နော်ဒီသိမတွေ့တိုးကိတ်ရောက်ပါပြီတိုးကိတ်ရောက်နေတယ်တိုးကိတ်ဆိုတဲ့အတိုင်းပဲတော်တော်တိုးယူလာတယ်ဒီနားရောက်ကိုတော်တော်တိုးယူလာတယ်ဆက်ထိုးမယ်နော်မှောင်နေသေးတော့လည်းလင်းမဆဲပြပြီကားကြီးတောက်လျှောက်ပဲပိတ်နေပေါ့နော်တိုးကိတ်ကြော်ပြီးတော့လည်းဘာမှမဆိုင်သလိုပဲလောဒီမှာကားအချောင်ကြီးပေါ့နော်ခုနတိုးကိတ်နားမှာနေကြက်တယ်ဆက်ထိုးမယ်လောဆယ်မှောင်မဲနေတော့လေခုနပြောတဲ့အတိုင်းပဲပေါ့နော်ဒီမှာ ARV တိုင်းဝင်တော့မယ်ကားကြီးပိတ်နေတယ်ဒီမြ12ရက်နေပေါ့နော်ပြည်တော်စုစိတ်ပေါ့ဒီမှာ ARV တိုင်းဝင်ကားကြီးပိတ်တော့အောက်ဘက်ကဒိုးနေရဗျာ ARV တိုင်းနေကြဒီမှာလည်းလည်းဆိုပြီးARV တိုင်းနဲ့ဝင်လာပြီပေါ့နော်အချိန်အားဖြင့်ညီလား6:15ဟော6:23ဒီနေ့လမ်းပိုင်းတွေကကျွန်တော်တောင်းကုန်းသားမရောက်ခင်အထိကတော့ကျွန်တော်ရိုက်ပြပေးသားရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီနေ့ပသိမ်ဒေးပေါ့နော်ရန်ကုန်ပသိမ်လမ်းပိုင်းကိုတော့တစ်ဖြက်စီပဲတောင်းကုန်းသားမရောက်ခင်ရိုက်ပြပေးမယ်တောင်းကုန်းသားရောက်ရင်လည်းကျွန်တော်မရိုက်ပြပေးတဲ့နေရာလေးတွေကိုနည်းနည်းရိုက်ပြပေးမယ်ဒါပေမဲ့လမ်းကတော့ဒီလိုကြီးပဲပေါ့နော်ညာကြီးများစားသိရိုက်ပြကြမှာမရှိဘူးအဲ့တော့ကျွန်တော်ထူးဆန်းရှိတဲ့နေရာလေးတွေပဲရိုက်ပြပေးမယ်နော်တကယ်လို့ရန်ကုန်ပသိမ်လမ်းပိုင်းဗီဒီယိုတွေကိုအသေးစိတ်ကြည့်ချင်လို့ရှိရင်ဒီဗီဒီယိုလေးမှာသွားကြည့်လို့ရပါတယ်ကဲဆက်တော့မယ်နော်ကဲခုကတော့ကျွန်တော်မဲသလီရေထင်းတကားနာရောက်ပါပြီဆိုတော့ဒီနေ့ကျွန်တော်ဘိန်းပုံစံလေးကျွန်တော်နည်းနည်းရိုက်ပြပြီမယ်နော်အရင်ဆုံးဒီမှာကျွန်တော်ညီလေးဝေးရန်ပေါ့နော်သူ့ရဲ့ဘိန်းပုံစံလေးကျွန်တော်ရိုက်ပြပြီမယ်သူ့ဘိန်းပုံစံလေးကဒီမှာဒါကြီးပေါ့နော်သူနဲ့ကျွန်တော်လည်းတိတ်မကွာဘူးဒါကျွန်တော်ဘိန်းပုံစံလေးပေါ့နော်ဆက်ထိုးမယ်နော်ကဲကျွန်တော်ဆက်လက်ထွက်ပါလာပြီပေါ့နော်ဒီဘက်လမ်းမိုင်းတွေကိုကျွန်တော်တစ်ဖြက်ဖြက်စီရိုက်ပြပြီမယ်နော်ဆက်ထိုးမယ်ကဲညောင်နှုံးမျိုးနဲ့စားမလောက်ကြီးပါစားမလောက်ဝင်ပြီပေါ့နော်ကဲပသိမ်ကို85မိုင်နဲ့အေးစိတ်ဒီမှာကျွန်တော်တို့စားမလောက်နဲ့ညောင်နှုံးနဲ့လမ်းခွဲပေါ့နော်ပသိမ်ဘုံဝင်လမ်းခွဲလို့ပြောဒါတော့ဒီဘက်ခွဲသွားပါတော့ဘယ်ဘက်ခွဲသွားပသိမ်ဘုံဝင်ရန်ကုန်85မိုင်လမ်းမှာတွေ့တယ်ကိုတယောက်ပေါ့နော်ဟုတ်ကဲ့ပါမင်းတော်ကောင်းပါဘူးဟုတ်ကဲ့ပါကိုအေးဒီဒီမှာကျွန်တော်ဦးဝင်းလမ်းခွဲရောက်တော့မှာပေါ့နော်ပသိမ်ကို80မိုင်တဲ့ကဲဦးဝင်းလမ်းခွဲရောက်ပြီနော်ဒီမှာဘာတရားလဲဆိုကစန်းတရားတဲ့ရရင်လို့ကျွန်တော်ညာဘက်ခွဲရောက်ပါနော်ကဲဆက်တူမယ်နော်ကဲတာခွေစီတာခွေရောင်တုံးမျိုးနဲ့တာခွေစီရှင်းမှာတော့ဟင်းသရလမ်းခွဲရောက်ပြီပေါ့နော်မကြခင်မှာကျွန်တော်ဘုံမြထုံးသရတက်တော့မှာဖြစ်ပါတယ်ဆက်ထိုးမယ်နော်ရှင်းမှာကျွန်တော်ဟင်းသရလမ်းခွဲရောက်ပြီပေါ့နော်
တဲ့သွားရင်တော့မသိမ်ပေါ့နော်ပန်းတန်တော်ပေါ့ဘုံမဲထုံးသရာပေါ့ညမချမ်းဖွင့်ပြီးသွားမယ်ဆိုရင်တော့ဟင်းသရာပေါ့နော်ဟင်းသရာလမ်းခွဲပါမသိလားဝေးဘုံမဲထုံးသရာတက်ပါပြီဒါနည်းနည်းတော့ရှည်တယ်ပေါ့နော်တော်လာပါလေကျေပဲဒီကမှာကျွန်တော်တို့ပန်းတော်ဝင်တော့မှာဖြစ်ပါတယ်ပန်းတော်ဝင်ကျွန်တော်ထမင်းစားပါပေါ့နော်ဆက်တိုးမယ်လမ်းမိုင်းတွေဒီလိုပဲတစ်ဖြည်းဖြည်းစီရဲပြမယ်နော်ကဲတရားစင်းပြီပေါ့နော်စကျွန်တော်တို့ဒီမှာဘုံရလုံးတရားအစင်းလေးပေါ့နော်ဒီကမှာကျွန်တော်ပန်းတော်ရောက်လို့ဖြစ်ပါတယ်ပင်ကျိုးဝင်စီရဝင်ကြီးတဲ့ရက်သွားမှာပေါ့နော်ဒီမှာချမ်းသွားရင်တော့ဟင်းတရားရောက်ပါမယ်ကျွန်တော်ဒီဘက်ချမ်းပါဆက်တိုးမယ်နော်ကဲကျွန်တော်ပန်းတော်မျိုးနယ်တွေတော့ဝင်လာပြီဗျ။သမင်းစားမဲ့နေရတော့မရောက်သေးဘူးပေါ့နော်။နည်းနည်းဆက်သွားအောင်ပဲ။အခုဒီနေ့သွားတဲ့နေ့ကကျွန်တော်တို့ပြည်အောင်စုနေ့ပေါ့နော်။12ရက်နေ့2လ2026ပေါ့နော်။ပန်းတော်နားမှာလမ်းနဲ့ခင်းနေပါလေ။ကျွန်တော်သမင်းစားမဲ့နေရတော့ရောက်တော့မယ်ဗျ။နည်းနည်းလေးတော့ဆက်နေရအောင်ပါပေါ့နော်။ကဲကျွန်တော်ပန်းတော်မျိုးတွေတော့ဝင်လာပြီပေါ့နော်။ထပ်ပြီးတော့မျိုးတွေဝင်ရင်4ကီလိုမီတာ 0.4 ကီလိုမီတာထပ်သွား။ပသိမ်ကကျွန်တော်69ကီလိုမီတာကျန်ပါသေးတယ်။ရှေ့မှာကျွန်တော်သမင်းစားတော့မယ်နော်။โอเคဆက်တို့ကြောင်တိုင်းနေတာပန်းတော်မျိုးတွေသမင်းစားမဆိုင်ရောက်ပါဘူးကဲဒီရှေ့ကဆိုင်ပေါ့နော်တောင်ထိပ်ပန်းဝင်နေတဲ့ဆိုင်မှာစားမှာဖြစ်ပါတယ်စားပါတယ်ကြားပြီးသွားလို့ရပြီပုံမှန်ဆိုင်ကကြည့်ဦးနော်ကဲဒီမှာတခြားစပင်းဖွဲ့ရရှိတယ်တော့ဒီလိုကျွန်တော်စားလိုက်မှာနော်ကဲစဆွဲမယ်ဒီမှာဝေရန်ကတော့ဟင်းနဲ့ထမင်းနဲ့ကျွန်တော်ကဒီမှာထမင်းညောဟိုးမှာစပင်းသမားတွေလည်းရှိသေးတယ်โอเคစားပြီးတော့ပြီးဆိုတော့ကျွန်တော်သွားတော့မှာပေါ့နော်ဒီကနေအောင်ကလက်ဆုပ်တွေခြေဆုပ်တွေမျက်နှာဆုပ်တွေအကုန်လုံးကဘူးကဒီမှာသွင်းမအဖွေလေထုတ်ဆက်လိုက်တို့တနှုတ်ဆက်လိုက်စားပြီးတော့တရာလာတရာဆက်ထိုးမယ်နော်ကျွန်တော်ဒီနားစပြီးတော့ကျွန်တော်ကျောင်းကုန်းလမ်းကိုတက်မှာပေါ့နော်ကျောင်းကုန်းလမ်းနည်းနည်းကျင်းတယ်လို့တော့သိရတယ်ကဲပသိမ်လမ်းပေါ်တော့ပြန်ရောက်ပြီကျွန်တော်ခါတိုင်းသွားနေကြတော့အိမ်မဲလမ်းကသွားတာပေါ့နော်ဒါပေမဲ့လက်ရှိကတော့ကျွန်တော်ကျောင်းကုန်းလမ်းကသွားမယ်ဆက်ထိုးမယ်နော်ဘာကမှလမ်းတော့ပေါ့နော်ဘာကမှလမ်းခွဲပေါ့ကျွန်တော်ခါတိုင်းတော့ဒီဘက်ချမ်းလမ်းကနေသွားနေကြပါတော့ခုကတော့ကျွန်တော်ဒဲပဲသွားမယ်တောင်းကုန်းလမ်းတိုင်းပဲသွားမှာပေါ့နော်ဒဲပဲဆက်ထိုးမယ်နော်ခါတိုင်းဒီဘက်ချမ်းလမ်းသွားနေကြလမ်းတွေကတော့ခင်းနေပြီတောင်းကုန်းလမ်းအခုမှစသွားဘူးမှာပေါ့နော်ကျွန်တော်ပြီးခဲ့တဲ့ခီးစဉ်3ခုမှာဒီတောင်းကုန်းလမ်းဖြစ်တာဒါပထမအဦးဆုံးဆက်ထိုးမယ်ဒါပါလေဟိုးရှင်းမှာတော့အကွေ့ပြီပေါ့နော်အကွေ့ပြီးတော့တရားပေါ့နော်ဒီလည်းမိုက်တယ်ဒီတရားနာမည်ကျွန်တော်ပြောပြကြတယ်ဘာလို့ဆိုပြီးခဲ့တဲ့ဗီဒီယိုတွေမှာကျွန်တော်ဒီတရားတွေမဖြတ်ခဲ့ဘူးအဲ့ဒါတရားပါလားပတ်သွဲတရားတယ်ပတ်သွဲတရားကျေပဲတရားပေါ့မြင်ကြီးဟုတ်တော့လာနော်ပတ်သွဲတရားတယ်ရောမှလည်းလာတယ်ရာစင်လမ်းမိုင်းကတော့ခုနလမ်းမိုင်းနေလို့ပဲတိတ်ပြီးထူးကြတာမရှိဘူးနော်လေကြောက်ကင်းလမ်းစပြီဟူးတော်သေးရဲ့ဗျာဒီဘက်ဘေးလေးမှာနည်းနည်းလေးကောင်းတဲ့လမ်းလေးရှိတယ်ဟဲဟူးနားတော့ဒီနားလေးမှာနည်းနည်းပြန်တော်ပြန်ကောင်းသွားပြီပေါ့နော်ဆက်တော့မယ်နော်ကဲခုကတော့ကျွန်တော်တလိုင်းကြီးပါနားမှာကျွန်တော်မှချီချော်သွားပြီးတော့ကွဲသွားတော့ပေါ့နော်ဆက်တော့ကွဲသွားတော့နည်းနည်းပတိလေးထိတာပဲတဲ့ဟိုမှာကြောက်တုံးနေနဲ့ထိပြီးတော့ချီချော်သွားပြီးတော့ဒီထဲကိုဝင်သွားတာပဲတဲ့အဲ့ဒါဆက်တော့မယ်နော်လမ်းအခုဒီဘောကနင်းတာကိုခဲလုံးအကြီးတစ်လုံးကအောက်မှာကျတယ်ကျွန်တော်မသိဘူးနည်းအချိန်နဲ့မသိတာတော့မဟုတ်မြင်တော့မြင်တယ်ပေါ့နော်ဒါပေမဲ့ဘေးနောက်ပြတ်ဖြတ်လိုက်တာအဲ့မှာချော်ပြီးတော့အဲ့မှာကျတယ်ဆက်တော့ကျုံတုံးကလေးကြီးရွာကဲရှင်းမှာတရားလေးတစ်ခုထပ်ဖြတ်ရမယ်အင်းမတရားတဲ့လမ်းမိုင်းနေအခုလိုပဲပေါ့နော်ကောင်းတယ်ဆိုတယ်ကျွန်တော်ဒီလမ်းရွေးပြီးတော့လာတာဟိုဘက်လမ်းနဲ့တိုင်တက်တာလေဆိုပြီးတော့လာလိုက်တာဒါပေမဲ့လမ်းကတော်တော်ကျန်းတယ်ဆက်တော့မယ်ကဲပန်းတန်တော်ထွက်ပြီတဲ့ကျွန်တော်တို့ကျောင်းကုန်းမြို့နယ်တဲ့ဝင်ပြီပေါ့နော်လမ်းလေးကဒီနောက်ကနေလည်းတော့ပြန်ကောင်းသွားပါပြီမြို့ဝင်မို့လို့ရှင်ဒီလမ်းနေကကျွန်တော်ခါတိုင်းမရိုက်ပြသေးလို့ရိုက်ပြပေးတာပေါ့နော်
ဖြတ်စီရပေါ့တကယ်လို့ဓာကလမ်းတော့ရောက်ရင်တော့ဗီဒီယိုထပ်ပြီးတော့အတူချုံးမယ်နော်ဆက်တုံးမယ်ကားနော်လမ်းလေးနဲ့ကောင်းပါပြီဒီလမ်းကဘာနဲ့သွားဆင်းလဲဆိုတော့ကျွန်တော်လဲကူဖောင်ကြီးလမ်းနဲ့သွားဆင်းတူတယ်နော်ဒီမှာဈေးရလေးရှိတယ်အဲဒီဘက်ဘေးမှာတော့လိုက်လဲသွားကျိုးလို့ပါကြီးဈေးရကွင်းကြီးရဈေးရကွင်းကြီးရဒီမှာတော့ကျွန်တော်ကျောင်းကုန်းတိုးကိတ်ပေါ့နော်ဒီမှာတော့ကျွန်တော်ကျောင်းကုန်းလမ်းတော့ကျွန်တော်တို့ကဒီဘက်ဘယ်ဘက်ချောင်းရေအောင်လေးသွားမှာပေါ့နော်လမ်းဆောင်ကြီးလိုက်လဲသွားကျိုးလို့ပါကြီးကျောင်းကုန်းမျိုးတဲ့မသိဘူး64ကီလိုမီတာကျန်သေးတယ်ရှေ့မှာတော့ကျွန်တော်လမ်းဆောင်လေးပေါ့နော်လမ်းဆောင်လေးဖြစ်ပါလေကျောင်းကုန်းမျိုးတဲ့အဲ့မဲကိုလည်းသွားလို့ရဒီလမ်းဆောင်ကကျွန်တော်တဲ့ပဲပေါ့နော်တဲ့ပဲသွားရင်ရှေ့မှာတရားလေးတစ်စင်းဖြတ်မှာဖြစ်ပါလေကျောင်းကုန်းတရားချီ600ပြီကျန်ပဲဗျဒီလေးရှေ့ပဲတောင်းကုန်းတရားအစင်းလေးပေါ့နော်ရှေ့မှာကျွန်တော်ဝိုင်းပုံတရားလမ်းခွဲပေါ့နော်အဲ့ရောက်လို့ရှိရင်ကျွန်တော်ပသိမ်ကိုတဲ့ပဲသွားမှာဖြစ်ပါတယ်39မိုင်နဲ့ပသိမ်ကိုပြန်နေလမ်းနေထားလေးပေါ့နော်ဖုန်းရှူလိုက်လမ်းပြင်နေပါပြီတဲ့အခုကျွန်တော်သွားတဲ့အချိန်ကတော့2026ဖေဖော်ဝါရီလ12ရက်နေ့ဖြစ်ပါတယ်ဟိုးရှင်းနားမှာတော့လမ်းနဲ့ပြန်ကောင်းပြီကဒီရှင်းနားလေးမှာလမ်းပြန်ကောင်းပြီပေါ့နော်ဒီနားလေးမှာတော်ပါသေးရဲ့ဟုတ်ခုဆိုရင်နေရတော်ပူလာပြီပေါ့နော်လမ်းကလည်းဒီလိုပဲဒီပူအရေးမရှိလမ်းကြီးပေါ့နော်ခုကတော့ကျွန်တော်တဲကုန်းကြေးပါနာမှာပေါ့နော်အဲဒီနားမှာတရားလေးတစ်ခုရှိတယ်တော်လာပါလေလေကတော့ special တိုက်တယ်ဗျလေရတယ်တော်ပူတယ်ခေတော်ကုန်တယ်ပေါ့နော်ခြေထောက်ကအနာလည်းရှိတော့အစ်စေးပေါ့တဲကုန်းတရားတဲ့အေးရပါဒီဟောမှာမြင်ကွင်းလေးရှေ့ပဲဘာကမြင်ကွင်းလေးရဲကြဆက်တော့မယ်နော်ဒီမှာတော့ကန်ကလေးလမ်းဆိုဦးနေကျွန်တော်တို့ကဘယ်ဘက်ချမ်းအောင်ပဲဆက်ပါအောင်နော်မသိဘူး33မိုင်နှစ်ဖာလုံးဒီနားလေးဆိုဓကကိုကျွန်တော်တို့7မိုင်လောက်လိုသေးတယ်ဗောနော်ဆက်တော့မယ်ကတ္တရာကြီးတောင်ပြောနေဘယ်လောက်ပူလဲလဲစိတ်ဆံပြကြီးပါလဲစိတ်ဆံပြကြီးပါဒါတော့လဲစိတ်တရာပေါ့နော်သူကင်းတော်လာလို့ရက်ပြပြီးတော့ဟိုးမလှီလေးတယ်စစ်ပြရှေ့မှာတော့ဂုံမင်းနဲ့ဂုံမင်းလိုက်လဲဆိုတာကြိုးကြပါဂုံမင်းဒီနားကတော့လမ်းတော်ကောင်းသွားပြီပေါ့နော်အဲကျွန်တော်ဓကကိုရောက်ဖို့ 2.2 မိုင်လောက်ပဲလိုပါတော့တယ်တဲကွင်းနေပေါ့နော်ဆက်တော့မယ်နော်ကဲကျွန်တော်ဓကရောက်တော့မယ်ပေါ့နော်ဓကရောက်တော့အခုကျွန်တော်ခဏနေလို့ရှိရင်ဓကလမ်းဆောင်ရောက်ပြီပေါ့နော်အဲ့လမ်းဆောင်ကနေပြီးတော့ပသိမ်ထိမြင်ကွင်းနေရောကျွန်တော်ပသိမ်ကနေချောင်းသာတိလမ်းမိုင်းတွေရောကျွန်တော်အရင်ဗီဒီယိုတွေမှာခဏရိုက်ပြပေးဘူးလေပေါ့နော်အဲ့တော့အတူချုံပြီးတော့ပဲရိုက်ပြပေးတော့မယ်နော်ကျွန်တော်ခုနကကျောင်းကုန်းလမ်းမိုင်းကိုကျွန်တော်နည်းနည်းအသေးစိတ်လေးရိုက်ပြပေးလိုက်လို့လေရှေ့လာမယ့်လမ်းမိုင်းတွေကိုကျွန်တော်နည်းနည်းတူချုံပြီးရိုက်ပြပေးမယ်နော်ဒီနားလေးအထိတော့ရိုက်ပြအောင်မယ်ဒီနားမှာတရားရှိတယ်တရားဟိုပါပေါ့နော်တရားတခုဖျက်ရမယ်အဲ့တရားအထိတော့ကျွန်တော်ရိုက်ပြပေးမယ်နော်ဟိုမှာရှေ့မှာတရားโอ้มาหน้าก็ยังไงนี่เชฟตัวละไปဆက်ထိုးမယ်နော်ဖြတ်ပြစီပြဆက်ပြီးရက်ပြပေးတော့မယ်အခုကတရားအသိမှာနော်ဒါကအိမ်မဲလမ်းလို့ခါတိုင်းကျွန်တော်ဒီကနေထွက်တာနော်ခါတိုင်းတော့ပသိမ်လာဒီကနေထွက်တာခုကတော့တဲ့ပဲတော့နော်ဆက်ထိုးမယ်နော်ရှယ်ပဲတော့မြင်ခွင့်ရဒါကျွန်တော်တကအကျော်လေးပေါ့နော်တကလမ်းဆိုအကျော်လေးပေါ့ဒီနေ့ကကျွန်တော်အေးဆေးပဲပေါ့နော်ရောက်ချင်နေချင်းရောက်ဆိုပြီးသွားကြတာပေါ့ကျွန်တော်လမ်းမှာအခု3ကောင်းလောက်ရှိပြီနားလာဟုတ်တယ်ပဲဝယ်စားလိုက်သေးတယ်
ဆက်တိုးမယ်နော်ဘယ်ချိန်ရောက်ပေါ့နော်ဘယ်ချိန်ပဲရောက်ဒီအေးဆေးပဲကန်ကြီးတော့မရောက်ခင်လမ်းမိုင်းတနေရပါနော်ရှေ့မှာကျွန်တော်တို့ကန်ကြီးတော့ပေါ့နော်ချိန်အားဖြင့်ကျွန်တော်3:50ခုဒီနေ့အေးဆေးပဲပေါ့နော်ရောက်နေတဲ့အချိန်ရောက်သူနေတာကန်ကြီးတော့လမ်းဆိုပေါ့နော်ဟိုမှာရေးထားတယ်ကန်ကြီးတော့မျိုးတဲ့ကန်ကြီးတော့လမ်းဆိုအကျော်ကလမ်းမိုင်းတနေရပါနော်ကားတော်ကြက်ပါတယ်ဒီနားလေးမှာကျင်းနေလမ်းလည်းသိမကောင်းဘူးနော်ဟိုရှေ့နားလေးမှာဇရက်တစ်ခုရှိတယ်ဗျာကျွန်တော်မဟစ်သေးနဲ့ပသိမ်ဝင်နေအော်တစည်းနေတော့နားခဲ့တဲ့ဈေးရလေးပေါ့နော်အဲ့ဈေးရလေးမှာကျွန်တော်ခဏနားမှာဖြစ်ပါတယ်ဒီရှေ့ကဈေးရပေါ့နော်ကညင်ကူဒီဈေးရပေါ့ဒီဈေးရလေးမှာကျွန်တော်လွန်ခဲ့တဲ့2နှစ်လောက်ကကျွန်တော်မဟစ်သေးနဲ့ကျွန်တော် ਨੇ ပသိမ်ဝင်လာတော့နားခဲ့တဲ့ဈေးရလေးပါကဲဆက်သွားမယ်ဒါကြရင်ကျွန်တော်တို့ပသိမ်ဝင်တော့မှာပေါ့နော်ကဲဆက်သွားမယ်နော်ဒီမှာရေလိုလမ်းပါပြီလားမမရေခရီးကြတော့ကာနော်တော့မကြခင်မှာပသိမ်ဝင်တော့ပါမယ်လမ်းကခုနတစ်ဖြက်ကတော့ကောင်းတယ်ပေါ့နော်အခုနည်းနည်းဟိုပေါ့ရုပ်လေးပြန်ပြီးတော့ရှိလာပြန်ပြီဒီလိုပဲပေါ့နော်ကောင်းတချီစိုးတလဲပေါ့ကျွန်တော်အရှင်းမှာမြောင်းမြလမ်းဆုံးပေါ့နော်ကျွန်တော်အပြန်ဟိုဒီလမ်းကနေပြန်ဖို့များတယ်မြောင်းမြတို့တဲ့ရှိုက်လက်မြင်ကစိတ်ခုနကလမ်းဆုံးပေါ့နော်မြောင်းမြလမ်းဆုံးကြော်လေးပေါ့နားမှာတော့လမ်းနဲ့ပြန်ကောင်းသွားပြီပေါ့နော်တော်ပြန်ကောင်းသွားပြီဒီပညာတက္ကသိုလ်ပသိမ်နဲ့ဒီကောင်ကျွန်တော်တို့ကတက်ပြီပေါ့နော်ကဲဒါဓာတ်လေးတစ်ခုဖြတ်ပြီးသွားရင်ကျွန်တော်ပသိမ်ရောက်တော့မယ်ဆက်တော့မယ်နော်ဒီနေ့ day 1တော့မကြခင်ပြီးဆုံးတော့မှာပေါ့နော် day 2မှာကျွန်တော်တို့ day 2မှာလည်းကျွန်တော်တို့ဟိုလာတော့မှာပေါ့ day 2မှာလည်းကျွန်တော်တို့ချောင်းသာရင်ခုန်စရာလမ်းမိုင်းလေးတွေချောင်းသာလမ်းပို့ပြီးတော့ challenge ကြီးတယ်ဗျဝင်ဆောင်လမ်းတက်ဆိုင်အဲ့တော့နောက်ပြန်မှာလည်းကျွန်တော်ဆက်ပြီးတော့ special ကြည့်ရမှာပေါ့နော်တိုးဂိတ်ရောက်ပြီပသိမ်ဝင်တိုးဂိတ်ပေါ့နော်ဒိုတာကျိုးသားရောက်ရီသားကျွန်တော်ပသိမ်ဝင်ပါပြီပသိမ်ဝင်တဲ့အချိန်ကတော့9 နာရီခွဲပေါ့နော်ဒီနေ့ကကျွန်တော်တို့ဟိုလောက်ဒီလုံးနဲ့အေးဆေးနားတာတွေလည်းပါတယ်ပြီးတော့ကျွန်တော်6လောက်မှတန်းရရပါတယ်လည်းပါတယ်ပြီးတော့ညာစလို့ပူလို့ပေါ့နော်နည်းနည်းလေးပြိုင်းတာလည်းပါတယ်အေးဆေးပဲနေမယ်ဆိုပြီးဆုံးဖြတ်တာလည်းပါတယ်ပေါ့နော်အဲဒါကြောင့်ကျွန်တော်ဝင်တာ9 နာရီခွဲโอเคဆက်တိုးမယ်ဟိုရှိမှာပသိမ်ဝင်ပေါ့နော် welcome to ပသိမ်မျိုးမှတိုက်လဲဆိုတာကျိုးလို့ပါကြီးဆောင်းသာဆို39မိုင်တဲ့ငွေဆောင်35မိုင်တိမ်မျိုးမျိုး5မိုင်တိမ်မျိုးတဲ့တော့ဒီနေ့မသွားတော့ဘူးပေါ့နော်တဲကိုတဲ့နေရာကိုပဲဆက်သွားမှာဖြစ်ပါတယ်အဲ့တော့ဆက်သွားမယ်တိမ်ဝင်လမ်းကတော့ share ပဲဗျာလမ်းကတော့ share ပဲတိမ်မျိုးဝင်လမ်းပေါ့နော်ဟုတ်လားဟုတ်ပါဟုတ်ဆက်โอเคဆက်တိုးမယ်ကဲရှင်းမှာဝိုင်းရောက်ပါပြီကျွန်တော်ဒီနေ့တဲဖို့ခံဒီစင်မှာတဲဖို့ခံပေါ့နော်ဝိုင်းရနေပြီးတော့ကျွန်တော်ညာဘက်ချမ်းကိုချိုးအောင်ရှင်းညာဘက်ချမ်းလမ်းပေါ့နော်အဲ့လမ်းချိုးပြီးနည်းနည်းဆက်နေသွားရောက်ပါပြီကျွန်တော်တို့ဝိုင်းကြီးခီးသွားတော့ဒီမှာပသိမ်မှာတဲတဲ့ဟိုတယ်ပဲပေါ့နော်ဒါတော့အဝိုင်းโอเคဆက်တိုးမယ်တော့မကြခင်ကျွန်တော်တို့တဲမဲ့နေရာရောက်တော့မယ်ဒီကဘေးမှာတော့ပသိမ်တက်ကတူပဲနော်ပသိမ်တက်ကတူပါကျွန်တော်တဲမဲ့နေရာဒီချောင်းသာတို့ဆိုတော့တဲကိုဆက်သွားမှာပေါ့နော်အဲဒါဆိုရောက်ရင်လည်းကြဲပဲပေါ့နော်ဒီမှာရောက်ပြီဒီစင်မှာနှစ်အေးကအေးကမတဲမှာပေါ့နော်ဒီလမ်းလေးဆင်းလို့ရဝင်ဆင်းလို့ရအဲကျွန်တော်တို့နားပါနော်အဲ့မှာသလုံးတွေဖြစ်တာလေးရတယ်ခါလေးပြပြီးတော့စင်ကြီးတွေပေါ့နော်အဲဒီခါလေးအခန်းကျယ်တောင်းတာကိုကောင်းတယ်ပေါ့နော်ဒါဆိုရင်3000ပဲပေးရတယ်တယောက်1000ပဲကျတယ်ပေါ့နော်အခန်းလည်းကျယ်တယ်ပေါ့စင်ကြီးတယ်ကဲအဲ့ဒါဆိုကျွန်တော် day 1လေးကဒီမှာပဲအဆုံးသတ်ပါနော်ကျွန်တော်ဒီမှာအင်ဂျင်ချွတ်တာတော့ကျွန်တော်ပုံမပြတော့ဘူး day 1လေးကဒီမှာပဲအဆုံးသတ်ပြီနော် day 2မှာပဲကျွန်တော်ပြန်တွေ့မယ်မနေ့ကတည်းကတရားမသက်တော့ပြရတယ်ပတိစီးတဲ့ပတိစီးတော့ဘယ်မှာလဲဆက်ပြီးခြေကြည့်အောင်နော်ကဲ
ဒေတူစပြီချင်းနေတကူရကျွန်တော်အကြောင်းအရာလေးတကူစီစဉ်လေးတကူပြောင်းလိုက်တယ်ပေါ့နော်အဲ့ဒါလေးတကူကျွန်တော်ပြောပြပေးမယ်ရှေ့အောင်ကဲဒေတူစပြီနော်အခြေအနေတကူရကျွန်တော်ပြောင်းလဲသွားတဲ့အစီအစဉ်လေးကိုမပြောခင်မှာကျွန်တော်ရဲ့မူလအစီအစဉ်လေးကိုကျွန်တော်ပြောရမယ်မူလအစီအစဉ်ကပထမတစ်ရက်ကကျွန်တော်တို့ပသိမ်ဒုတိယတစ်ရက်ကချောင်းသာတတိယတစ်ရက်ကငွေဆောင်စတုတ္ထတစ်ရက်ကမြောင်းမြပြီးရင်9ရက်မြောက်နေ့မှာကျွန်တော်တို့ကရန်ကုန်ပြန်နေလာဖို့စီစဉ်ထားတယ်ပေါ့နော်ဒါပေမဲ့ခြေတကူရဆိုတော့ကျွန်တော်6လောက်ပေါ့နော် sorry ကတော့ကျွန်တော်6လောက်ကအဲ့ဒီမှာမနေ့ကအစီတက်ဖြစ်တယ်ဖြစ်တဲ့ပုံစံလေးကိုလည်းကျွန်တော်ပြောပြပေးမယ်ဖြစ်တဲ့ပုံစံကကျွန်တော်အဓိကဖက်နဲ့မစီးလို့ပေါ့နော်ပြောပြမယ်ဘယ်လိုလဲဆိုတော့ကျွန်တော်ကင်မရာကိုရိုက်ဖို့ဆိုပြီးတော့အဲ့ဒီကထုတ်လိုက်တယ်တောင်းကုန်းလမ်းပိုင်းမှာပေါ့တောင်းကုန်းလမ်းကလည်းကျန်းတယ်ပေါ့နော်အဲ့မှာကင်မရာကိုရိုက်ဖို့ဆိုအဲ့ဒီကထုတ်လိုက်တဲ့အချိန်မှာအရှိမဂဲလုံးတစ်လုံးကရှိပြီစပီးကလည်းပေါ့အဲ့ဂဲလုံးစပိန်နဲ့တစ်ချိန်ပြီးသွားတယ်တက်ပြီးသွားပြီးတော့စပိန်ကမောက်တော့မမောက်ပါဘူးဘိန်းထောင်သွားပြီးတော့ပြောမှခလုတ်တိုက်လို့ဖြစ်သွားတာပေါ့နော်အဲ့ဒီအချိန်မှာပဲတယ်နှစ်ခုကပဲတယ်မှာပါတဲ့စူးပေါ့နော်အဲ့စူးနှစ်ချောက်စူးနှစ်ခုပေါ့နော်ပြောမှဆိုအဲ့လိုဒီလိုစူးနှစ်ခုဒီစူးနှစ်ခုအဲ့လိုစူးနှစ်ခုကနေပြီးတော့ကျွန်တော်ဖန်အောင်လေးကိုစိုက်သွားတယ်စိုက်ပြီးတော့ speed ပါလို့ဆွဲချစ်လို့ဖြစ်ပြီးတော့အဲ့စိုက်တဲ့နေရာကလည်းနက်တယ်ဆွဲချစ်တဲ့နေရာကလည်းဟိုဖြစ်တယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တွေးပန်းထွက်လာဖြစ်ချင်းသူစပိန်ကလည်းနေလာတော့ pressure တွေကလည်းရှိတော့အဲ့လိုမှာအဲ့မှာကျွန်တော်ပြသွားတာပေါ့နော်ပြသွားပြီးတော့အဲ့မှာကျွန်တော်မှာပါလာတဲ့ရက်ပြန်စားရှိတယ်အယ်ကိုပတ်တွေပါနေကျွန်တော်ပုတ်ပြီးတော့စင်းနီရဖြစ်ထည့်ပြီးတော့အဲ့ဒီအချိန်မှာကျွန်တော်ညီလေးဝင်ရရွာထဲမှာတော့ပတ်တီးတွေသွဲဝင်လာကျွန်တော်မှာ plaster ပါပြီးသားပလာစတာလေးကပ်ပြီးအဲ့ပတ်တီးနဲ့ကျွန်တော်ပြန်ပတ်လိုက်တော့သွေးတော်နည်းနည်းတိတ်သွားတယ်ဒါပေမဲ့ပြီးခဲ့တဲ့ညဟိုတယ်ပြန်ရောက်တော့သွေးပြန်ထွက်လာတော့အဲ့ပြန်ပြီးနောက်တစ်ခေါက်ထပ်ပြီးဆေးထိပ်ပြန်လောက်ရတယ်အဲ့တော့အခြေအနေပြောင်းလဲလိုက်တယ်ပေါ့နော်ဆက်နေမယ်ဆိုရင်ကျွန်တော်တော်နာမယ်ဒါပေမဲ့ဒီနေ့နဲ့မနေ့ပြန်တော့ကျွန်တော်ရအောင်နေအောင်မယ်ချောင်းသာသွားမယ်မနေ့ပြန်ငွေဆောင်သွားမယ်ချောင်းသာနဲ့ငွေဆောင်ကြားထဲမှာကျွန်တော်ဂျိုက်ကလမ်းခွဲကိုပြန်မသွားဘဲနဲ့ကန်းဝဲကနေနေလမ်းရှိအဲ့လမ်းကိုနေပြီးငွေဆောင်သွားမယ်ငွေဆောင်ရောက်တော့မှပဲကျွန်တော်ငွေဆောင်ကနေကားတင်ပြီးတော့ကျွန်တော်ပြန်မယ်ပေါ့နော်၄ရက်မြောက်နေ့မှာပြန်မယ်ခီးစဉ်ကတော့တစ်ခုရောက်သွားတာပေါ့နေရာတနေရာရောက်သွားတာပေါ့နော်ကဲဒေတူကျွန်တော်ချောင်းသားခီးစဉ်စတင်နေအောင်သွားမယ်โอเคသွားတော့ညာဒေတူစကျွန်တော်ဟိုတယ်နဲ့ထွက်ကြည့်ပြီးရင်ညာဘက်ချိုးပြီးတော့တက်ကြီးဆက်သွားမှာပေါ့နော်ချောင်းသားလမ်းပဲပေါ့ကြာကင်မှာကျွန်တော်တို့တရားဖြတ်မှာပေါ့နော်ဒါပေမဲ့လောလောဆယ်မနက်စာလေးသွားစားလိုက်မှာဒီနေ့ကကျွန်တော်ထွက်တာနည်းနည်းနောက်ကျသွားတယ်ဟိုကညပင်မန်းတော့လေတွေးရလေထွက်ပြီးအိပ်ပျော်ပါโอเคဆက်တော့မထိုင်နေမော်ချင်းဒီဆိုင်မှာပေါ့နော်သမင်းကြော်နဲ့ကော်ဖီနဲ့စားမယ်ကျွန်တော်ကျိုးသားမတက်ခင်အဝိုင်းကနေပြီးတော့ဘယ်ချိုးလာလမ်းမှာပေါ့နော်ဒီမှာသမင်းကြော်ဒီမှာတယောက်တည်းနှစ်ပွဲချက်ပြီးကော်ဖီရင်းနှီးပဲထားကဲစားပြီးတော့ဆက်လက်ထွက်ခွာမယ်နော်ကဲသွားမယ်ကျွန်တော်ဒီခီးစဉ်နဲ့ပတ်သက်ပြီးတော့လည်းပြောစရာရှိတာရန်ကုန်ကနေချောင်းတာကိုဟိုကားနဲ့လာမယ်အကိုတယောက်ရှိတယ်အဲ့ဒီကိုကနေပြီးတော့ငွေဆောင်လိုက်နေမယ်ကိုပေါ့နော်အဲ့သူကကားနဲ့လာပြီးတော့ချောင်းတာနေပြီးတော့ကျွန်တော်တို့စီကိုပြန်နေလာမှာဒီနေ့ကျွန်တော်ထက်တာနောက်ကျတော့သူချောင်းတာရောက်ပြီးသွားရင်ချောင်းတာနေပြီးတော့ကျွန်တော်တို့ရှိတဲ့ဘက်ကိုသူပြန်နေလာမယ်လို့ပြောတယ်အဲ့လမ်းမှာစုံကြမှာပေါ့နော်ကျွန်တော်တို့မကြခင်မှာစကားတက်ရတော့မယ်နော်ရှိမှလမ်းကောင်ရောက်ပြီကျွန်တော်ဒီချောင်းတာလမ်းပိုင်းတွေကပြီးခဲ့တဲ့ဗီဒီယိုပေါ့နော်ရန်ကုန်ချောင်းတာဗီဒီယိုရှိတယ်အဲ့ဗီဒီယိုမှာကျွန်တော်အသေးစိတ်ရိုက်ပြတာဆိုတော့ဒီနေ့မှာအများကြီးမရိုက်ပြတော့ဘူးအဓိကရိုက်ပြခြင်းကတော့ကျွန်တော်ဒီချောင်းတာနဲ့ငွေဆောင်တဲ့ဂျာလမ်းပိုင်းပေါ့နော်အဲ့လမ်းပိုင်းကိုအဓိကရိုက်ပြပါအဲ့တော့ဒီနေ့ကတော့ပြည့်စီလို့နော်ကဲဒိုးမယ်ဘယ်ဘက်ချိုးမှာကဆိုင်ကလေးရနော်တော့မကြခင်မှာသရားတက်ရတော့နော်ကဲသရားတက်မယ်ချိုးသရားဟိုးမနေကဲပဲနော်နေဒီမိုက်ဒီပဲဗျနေရှယ်မိုက်ချောင်းတာညာဘက်ငွေဆောင်ဟိုဘက်ပေါ့နော်ပြီးခဲ့တဲ့ကောဟိုဘက်ကိုသွားတာငွေဆောင်ဟိုချောင်းတာတဲ့ပဲချောင်းပန်းကုန်းကျေးရွာတဲ့ရှိမှာမစားခင်မှာကျွန်တော်ဖုန်းထူရတော့မှာဆိုတော့ဒီမှာမျက်နှာကားတွေပဲဆွတ်လိုက်ဘိုးရှိမှာဖုန်းလေးပဲဖုန်းလေးစထူရတော့ထားပါပြီနေရာနဲ့နေပါလေအခုဒီတော့ကျွန်တော်တဲပြူကုန်းတော့မရောက်သေးဘူးပေါ့နော်ပသိမ်ရှောပြချောင်းတာလည်းတဲ့တာပေါင်းမျိုးနဲ့အစဗရားလေးလှလို့ပေါ့နော်ရိုက်ပြပြီကြောက်ချောင်းကြီးတရာဟိုးနေငွေးနေတော့နော်ကျမရိုက်ပြကြောက်ချောင်းကြီးတရာလှတယ်တော်တော်လေးလှကဲတဲပြူကုန်းရောက်ပြီကျွန်တော်အရှိမတာပေါင်းလမ်းခွဲပေါ့နော်အဲ့တာပေါင်းလမ်းခွဲအောင်ကျွန်တော်ချောင်းတာကိုဘယ်ဘက်ချောင်းသွားချောင်းတာကို29မိုင်တစ်ဖာလုံးနဲ့
တွေ့ပြီကဲပထမအောင်ဆုံးဂုံးတက်လေးတော့စပြီပါလေးပေါ့နော်ဆက်ထိုးမယ်ရှင်းပဲပေါ့ရှင်းမိုက်ကလတ်ချီကျေးရွာတဲ့ကလတ်ချီကျေးရွာပေါ့နော်စပါလေမလေးဟေးတက်ထားဟေးရှင်းပဲနော်ဒီခီးကလုံးဝကျန်းသွားပြီဒီမှာ6နာရီနဲ့တက်ချောင်းတောင်တက်6နာရီတက်ထိုးမယ်ကျွန်တော်ချောင်းတောင်စပိန်နဲ့လာရင်လုံးဝမမေ့နိုင်စရာတက်ရတဲ့ဂုံးတွေရှိတယ်ပေါ့နော်အဲ့ဒီကမှဂုံးရှည်ကြီးတကုံးရှိတယ်တက်နိုင်တယ်ဟိုမတွန်းရတဲ့ဂုံးပေါ့နော်ရှည်လဲရှည်တယ်အမှတ်တရလည်းဖြစ်တဲ့ဂုံးရှိတယ်အဲ့ဂုံးကိုကျွန်တော်ပြီးခဲ့တဲ့ YouTube ဗီဒီယိုမှာအသေးစိတ်ရိုက်ပြပေးတာရှိတယ်ဒီနေ့မှလည်းကျွန်တော်ရတော့ရိုက်ပြပေးမယ်ဒီဂုံးတော့မဟုတ်သေးဘူးပေါ့နော်ရှေ့မှာကြုံရမှာပေါ့သွားမယ်ဆက်တူဒီနေ့ပြည်နေအဲ့တော့မိုက်ပါပြီအဲ့တော့ကျေသွားပြီနော်တော့ဖိုင်းနေအဲ့တော့မိုက်သွားရှယ်ပဲတော့လမ်းနေတော့ဖိုင်းသွားပြီဟိုရှယ်မိုက်ဒီကရေလက်တိုက်ကျွန်တော်ပြောတဲ့ဂုံးကတော့အမြင့်ဆုံးဂုံးတော့မဟုတ်ဘူးဗျအမြင့်ဆုံးဂုံးတွေတောင်တွေကတော့တက်ရှိတယ်နော်ဒါပေမဲ့ဟိုတက်လို့ကောင်းတယ်မမေ့နိုင်ကြဂုံးလေးပေါ့ရှူကင်းလေးလည်းလာတယ်အဲ့လိုဂုံးလေးရှိအဲ့မကြခင်လာတော့မှာပေါ့နော်ဆိုရိုက်ပြပြီဟောဒီဂုံးမဟုတ်တော့ဒါတိတိပဲရှိတယ်ဘောကနေနေပြင်ဟောရိုးမွေးလေမွေးကောက်လမ်းပေါ့ဒါဘောကအတက်ကြီးပဲတော့ချောက်လာရလာရှူကင်းနေတော်လာစိမ့်လန်းတဲ့တီဟိုတရက်ချံဝိတ်တက်ကြတော့ရှယ်မဲဟိုမှာတောင်တန်းနေမြင်ရကင်မရာထဲမှာတော့မပေါ်တော့ဘူးဒီမှာဂုံးတက်တစ်ခုရှိတယ်တဲ့အဂုံးတက်လည်းမသိဘူးနော်ဒီဂုံးတက်တော့ပြီးနေဒါလေးတော့မဟုတ်တာကဲချိန်သားမှာတော့ဓာတ်လေးနဲ့ပြင်နေဂုံးတက်ကြီးတယ်နော်ဒီကြည့်ပါလေဒီလေးပဲတော့ပုံလေးရှိတယ်တော့ကြည့်နေလို့ကြဟိုဆက်တက်အောင်တထဟေးတထဆက်တက်ရအောင်ပါခဏနားဘူးလားโอเคဟိုမှာဆက်တက်အောင်ခဏလေးဆက်ရိုက်ပြပြီမယ်နော်ဒီတော့နာကလောခုံပေါ့နော်ကလောခုံဒီမှာရွှေကျဲစင်ရာဘာကျန်ရှိကိုလာပါရောက်လာပြီဟဲ့ကဲဒီမှာစပိန်ပြင်နေပြီးတော့ကျွန်တော်ဆက်ထွက်တော့မနော်ကဲကျွန်တော်သွားတော့မှာပေါ့နော်ဒီမှာအကိုပြောင်းနဲ့တွေ့ရလမ်းမှာမနေ့ကတွေ့တဲ့အကူတွေပဲမနေ့ကတွေ့တဲ့အကူနဲ့တွေ့တာဒါကိုလာကျွန်တော်နဲ့လိုက်နေမှာကားနဲ့ခုနလာဒိုးမယ်ကဲစတင်ပြီပေါ့နော်3ယောက်ဆုံတဲ့နေရာလေးပါကလောကောင်ကနေစပြီမချူကင်းနေရတယ်ဒီမိုက်စင်းရရေးတယ်မိုက်လေကရေးတယ်မိုက်လမ်းမိုက်ကိုစပြီတက်ကြီးကျွန်တော်ပြောတဲ့အတက်ကြီးစတော့မယ်ထင်တယ်ဗျဆက်တိုးမယ်နော်ဟူးတထဟေးကျွန်တော်ပြောတဲ့အတက်ကြီးစပြီပေါ့နော်ဟိုမှာမွေးလေမွေးကောက်ပုံစံပြတာဒီတက်ကကျွန်တော်ရေးလေမိုက်လေးတက်ရှယ်ပဲကိုလာဖိုက်တင်โอเคသုံးသေးဘူးနော်
ဒီတက်ကဆက်ရှိတယ်ပေါ့မှာသလားဆက်တက်အောင်ပါဆက်တက်အောင်ပါဟေးဟိုးမှာတကြီးကိုရှိုးလိုက်ဒီလက်မိုက်တယ်ရှယ်ပဲပါနော်ရှူကင်းနေတော့မြင်နေရပြီဟိုးမှာရှူကင်းနေကျွန်တော်ဖုန်းရှူနေရပါပြီရှယ်ရင်တော့လမ်းမိုင်းရှယ်ပဲနော်ဒီကောင်အသေးစိတ်တက်ထားတဲ့မြင်ကွင်းလေးတွေကိုကျွန်တော်ပြီးခဲ့တဲ့6လဗီဒီယိုမှာတင်ပေးတာရှိပါတယ်โอเคဆက်တော့မယ်နော်ဝူးပေါ်ရောက်ပြီကဲပေါ်ရောက်ပြီဟိုကြောက်ကြီးပေါ့နော်ကျွန်တော်ဒီနေ့ချောင်းသားနဲ့ပတ်သက်တဲ့မြင်ကွင်းလေးတွေကိုတော်တော်များများရိုက်ပြပေးသွားပြီဆိုတော့ရှင်းဆက်ပြီးတော့ကျွန်တော်ဗီဒီယိုရမ်းရှင်းပါဆိုလို့ဖြတ်စီပြီးဆက်ပြီးရိုက်ပြပြီနော်တကယ်လို့အဲ့လမ်းမိုင်းသေးစိတ်ကိုမြင်ရင်ပြီးခဲ့တဲ့ရန်ကုန်ချောင်းသားဗီဒီယိုမှာတော့ကြည့်လို့ရပါတယ်ဆက်တော့မယ်လမ်းမိုင်းတွေကတော့တော်တော်ကောင်းသွားပြီဗျာဘုံတွေလည်းနည်းနည်းဖြေချောင်းလိုက်လို့ပြေသွားတော့ဘုံတွေကအရင်ကတော့မမှတ်တော့ဘူးတော်နေတော့ကောင်းပါလေကဲနားလေးမြင်ကွင်းလေးလှလို့ပေါ့နော်ဆက်ရိုက်ကြပြီတော်တော်ဖိုင်းတယ်ဆဲပဲနော်ဟိုးပါလေချိုးကြီးပေါ့နော်ဒီကောင်ကိုတက်လာတယ်တွေ့လားရေလည်းမိုက်ပြမှာဂုံးကြီးသိပြီဒီဂုံးကြီးကိုနောက်ကနေရိုက်ထားမြင်လို့တော့ပေးဆုံးနဲ့တစ်တော့မှတက်ကြည့်လို့ရတယ်ဒါ YouTube တော့ပေါ့နော်ရှယ်ဆွဲလို့ပါအခုနတက်လာတဲ့ဂုံးပေါ့နော်ဒီလည်းမိုက်ကဲဆက်သွားမယ်ဟေးဆက်သွားမယ်ဟေးကျွန်တော်ခဏနေဥလိုတရာဖြတ်အောင်ဒီပါလေအဲ့ဖြတ်ပြီးသွားရင်ဆောင်းတာဝင်တော့မှာပေါ့နော်ရှယ်မိုက်ပါအဲ့တော့ဟောဘာရမလဲရှယ်မိုက်ရောဥလိုတရာဝင်ချင်းမှာဂုံးကြီးတစ်ကုန်းရှိကဲဆောင်းတာဝင်လေးတော့ရောက်တော့ဒါပေမဲ့နည်းနည်းနေအောင်ပါပဲနှစ်ကုန်းသုံးကုန်းလောက်တော့နေအောင်ဝင်ချင်းမှာကြိုးစိုးနေတာကတော့ဘုံတက်ကြီးဖြစ်ပါတယ်ရှယ်ပဲဟိုးမှာရှူကင်းကြီးကိုချိုးလိုက်ရှူကင်းကြီးရှယ်ပဲနော်အမို့ဘာပြေးလို့လဲကိုဘာပြုံးမလားကဲကျွန်တော်လည်းဆက်သွားမယ်နော်ရောက်တော့မယ်ချောင်းသာရောက်ရင်ကျွန်တော်တို့ရဲ့ဒေးတူပေါ့နော်ဒေးတူဆုံးသက်မှာဖြစ်ပါတယ်မနေ့ပြန်လမ်းမိုင်းရမှာတကယ်ရှေ့မနေ့ပြန်လမ်းမိုင်းကကျွန်တော်တကယ်ဟိုမနှင်းမှုသေးတဲ့လမ်းပေါ့နော်တော်တော်များများလည်းသိမသိကြဘူးအဲ့ဒါအဲ့ဒါကြောင့်မလို့ကျွန်တော်ကပါပြီးဒီကူးကရိုက်ပြပေးတာပေါ့နော်မိုင်းကတော့မနေ့ပြန်နေရမယ့်မိုင်းကတော့တူတူလေးပဲဝေးဆောင်နေမှာပေါ့နော်အဲ့လမ်းကရှယ်လမ်းအဲ့တော့မှပဲကျွန်တော်အသေးစိတ်လေးရိုက်ပြပေးဒီနေ့ဗီဒီယိုကတော့တက်ပြစီပဲဆိုတော့ကျွန်တော်ပြတာမပြည့်စုံလို့ရှိရင်ဗီဒီယိုပေါ့နော်ကျွန်တော်တင်ပေးရဗီဒီယိုရှိတယ်မှာသက်ကြည့်လို့ရတယ်ဆက်တော့မယ်နော်ဒါအစင်းလေးပေါ့နော်ဒါကအစင်းလေးတော့ကဒဘယ်လေးမင်းအစင်းဒီစင်းပြီးသွားရင်တိတ်ရောက်ဖို့တော်တော်နီးသွားပြီနည်းနည်းလေးပြတ်တက်ပြီးရောက်ဒါကဒဘယ်လေးမင်းအစင်းပါဟုတ်လားအစင်းတော့အစင်းတက်လေးပြီးသွားရင်တော့လောက်တော့အစင်းဟုတ်လားကိစ္စရောက်တော့မယ်ဆဲလာဒီမှာစားမတွေ့ပြီဒါဟာချစ်ပိန်မလို့ချင်ပေမဲ့ဟိုကြိုင်ပွဲပြန်တော့ချီနှံများဟာရောက်ပါပြီ
င်းတောင်ဒုတိယတစ်ချိန်မြောက်ရောက်လာပြီဟိုးပါရိုက်ပြီလေရိုက်ပြီလေဟိုးပါဟိုလာကျွန်တော်နေနဲ့ချောင်းတောင်ဒါဒုတိယတစ်ချိန်မြောက်စပိန်နဲ့ရောက်တာဗောနော်ဒီခေါက်ကတော့6နိုင်နဲ့နေတာဆိုတော့နည်းနည်းတော့ပင်ပန်းနေအဲဒါပေမဲ့ AC ပဲပျော်စရာကောင်းတယ်ဗောနော်ကျွန်တော်တဲတဲ့ခေါက်တဲကိုဆက်သွားမယ်နော်โอเคဒုမယ်ဟိုကဗာလဲစီမိုဒုတိယချိန်ချောင်းတောင်ရောက်ခဲ့ပြန်ပြီဗောနော်လက်ပြန်ငွေဆောင်လက်ပြန်ငွေဆောင်သွားမဲ့လမ်းကလည်းရှေ့ဖြစ်မှာအဲ့တော့ကျွန်တော်ဘယ်လိုသွားကြမလဲဘယ်လမ်းလေးနေမလဲဆိုတော့သိချင်ရင်နော်ဗီဒီယိုဆုံးဖြတ်ကြည့်ဖို့အတွက်ကျွန်တော်ပြတဲ့ခါပါလေဆက်ထိုးမယ်ဟိုတယ်ကိုအဲ့လိုသွားမှာဟုတ်တယ်ဒီလမ်းနဲ့ဝင်ရမှာလေဟုတ်တယ်ကျွန်တော်ပိတ်ရက်ဆိုတော့ဗျာပိတ်ရက်ဆိုတော့မရဘူးပေါ့နော်ခန်းနေရမရတော့ရတဲ့ဟိုတယ်မှာပဲကျွန်တော်တက်ရတာပဲဟိုရှိမှာစီးမို့ဟုတ်တယ်ဘာရောက်ပြီဟုတ်တယ်ရောက်ပြီချောင်းသားတော့ဒီမှာမြင်တဲ့အတိုင်းပဲလူတွေအများကြီးပဲပေါ့နော်ဒါပိတ်ရက်ဆိုတော့ကန်းကြီးမှာခဏလောက်နားယူရမှာဗျာလူကတော်တော်များတာဗျာခဏနေခန်းသွားတော့မယ်ဒေတူပြီးပြီနော်ပျော်ပျော်ရွှင်မဲနေကြမယ်ဟေးဒေ3စတင်ပြီဟေးမှာစောစီတမင်းတော့ဆွဲနေဟိုမှာရေချိုးပြီးပြန်လာဆိုတော့ဆန်စာဖြစ်လာလို့မပြတော့ဘူးလူသူကအင်ကြီးလဲပြီးတော့သူ့ပဲပြလိုက်တယ်ဒေ3စတင်ပြီနော်ခဏနေကြရင်ဂိမ်းမုံတွေလူပုံတွေဆက်ပြီးရေးပြပြီဒီနေ့ကရေလုံးဝမိုက်မှာကဲဒေ3စတင်ပါပြီဒေ3အတွက်ကျွန်တော်ပြင်ဆင်နေပြီဒီနေ့ကမိုင်ရတိတ်မနေရအောင်ဗောနော်မိုင်နေကီလိုတွေကကျွန်တော်နည်းနည်းပဲနေရမှာတိတ်မဝေဘူးဒါပေမဲ့လမ်းအမိုက်ပါဒီမိုက်အသေးသေးရိုက်ပြပြီဟာကျွန်တော်မနေ့တော့ပြင်ဆင်ပြီးသွားပြီချင်းစီတွေပါထည့်ပြီးသွားပြီဒီမှာဒီကွာအထုတ်ထည့်မှာဒီမှာဟောမယ်ဒီနေ့ရှယ်မိုက်ပဲနေဗောနော်ကန်းကြီးလဲသွားနေကြမယ်ဒိုးမယ်ကျွန်တော်ထွက်မဲ့သွားမဲ့လမ်းကတော့ဒီဟိုတယ်အဲ့ဒီထွက်တော့ရှင်ဗောနော်ဒီလမ်းမလမ်းကြီးရောက်သွားရင်ဈေးဘက်ကိုသွားမှာဗောချောင်းသာဈေးဘက်ကိုသွားမယ်ချောင်းသာဈေးဘက်ရောက်မှကျွန်တော်တို့ဆက်ပြီးတွေ့ရမှာကားတွေပါတယ်တိထားဆက်တော့မယ်နော်ကဲအခုဈေးနာကိုသွားနေဗောနော်ဈေးနာရောက်မှကျွန်တော်တို့ကန်ကြီးလေစိတ်ကိုမေးပြီးတော့အဲ့နာကနေပြီးတော့လေစိတ်ကနေလေနဲ့ကူရမယ်ဗောနော်အဲ့တစ်ဖြက်ကူရမယ်ဒီနေ့ကတော့လေနဲ့ကူရမယ်အဖြက်က3ဖြက်လောက်ရှိမယ်ရှေ့မှာမင်းမြန်ပြီးသွားမယ်ဆက်တော့ဈေးနာရောက်ပြီဗောနော်အဲ့နာကိုမေးရမှာကဲချိုးလိုက်ပြီဗောနော်ချောင်းဒါတော့လမ်းမိုင်းလေးရှယ်ပဲဒါရက်ကွက်လမ်းလေးပေါ့နော်ဟိုအရှိမှကျွန်တော်ကမ်းမြင်နေရပြီဟိုဘက်လမ်းသွားမှာဟောလမ်းမားနေရက်ကွက်မှာဒီစိတ်ကဟိုဘက်ကျွန်တော်ကလမ်းမားဝါတယ်ဒီကနေနေတယ်တိုင်းနေရောင်တယ်လို့ဒီတော့မပြေဘူးဟောဒီမှာမော်တော်ဘုတ်တွေပါလို့ရှိမိုက်လေကူးတာတယောက်2500ပဲကြာတန်တယ်ပေါ့နော်စပိန်တွေပါကြာလေကတော့ခဏဆောင်းဒါတော့ကန်ကြီးလေးတွေပေါ့နော်ကန်ကြီးဘက်ကူးအောင်ဒါလေကူးတဲ့အနေကတန်ချက်တွေပေါ့နော်ဟိုးမှလာကဲလေပေါ်တက်မယ်နော်ဆိုင်နော်easyโอเคဖတ်တော့မယ်ကန်ကြီးဒီကလို့30စီရနော်ဟုတ်မယ်ကျွန်တော်3ယောက်ပေါင်းမှ1800ပဲကြာတန်တယ်ဗောနော်ဒီနေ့ကျွန်တော်တို့သွားမဲ့လမ်းပိုင်းကချောင်းတန်နဲ့ငွေဆောင်ကြားမှာရှိတဲ့နီးစပ်ဆုံးလမ်းလေးပေါ့နော်ဒါပေမဲ့လေးနဲ့တော့3ကကူရမယ်လို့သိရပါတယ်ပြီးတော့ကျွန်တော်ရှုခင်းလာတဲ့လမ်းပိုင်းတွေလည်းရှိသေးတယ်ပေါ့နော်အဲ့လိုသိရတယ်ပြီးတော့လူသွားလူလာလည်းတိတ်မရှိဘူးရိုက်ပြတဲ့လူလည်းတိတ်မရှိသေးဘူးဆိုတော့ကျွန်တော်ဒီလမ်းကိုဒီကူးကသွားပြီးတော့ရိုက်ပြပြပါတယ်ကျွန်တော်ဘယ်လိုကြုံလဲဆိုတာကျွန်တော်တို့စကားစောင့်ကြည့်ကြအောင်ဗျာရှေ့မှာရောက်ပြီမားပဲမိရပြီလမ်းတော့မြင်းနီလမ်းတဲလမ်းပေါ့နော်ရှယ်မိုက်ပြီဒီနေ့ရှိရတာဒီလမ်းမိုက်ရှယ်ရိုက်ပြောက်တယ်သူကအောက်မှာကျွန်တော်ကတ်တရာတော့ရှိတယ်ဗျဒါပေမဲ့သူကအပေါ်မှာတဲဖုံးနေတာပေါ့နော်ကတ်တရာကကွန်ကရစ်လာပေါ့ကွန်ကရစ်ဖြုတ်ဝင်များတယ်လှတယ်နော်ဟိုးမှာအကြီးကျေးရွာအုပ်စုတဲ့ပသိမ်မြို့နယ်တဲ့ကန်ကြီးကျေးရွာအုပ်စုပသိမ်မြို့နယ်တဲ့ဟုတ်တယ်လမ်းမှန်တယ်ခုနလမ်းတိုင်းမှာတက်တယ်ပဲတဲ့စက်တို့မယ်
သွားတယ်လိုက်ပေါ်လာတဲမှုတဲနေဘူးတော့လာတယ်အေးရဲ့ဖိုက်ခေါင်းကြီးကျုံးမကိုသွားတဲ့ဒီကိုတော့ကျွန်တော်သတိရတယ်ကျွန်တော်ခေါင်းကြီးဗီဒီယိုကြည့်ရင်လည်းအောက်က comment မှာလာတောင်းလို့ရပါတယ်ဆက်တူရှင်းပါလားရှင်းပါရေတိုးโอเคကမ်းကြည့်ရတော့တိုးမယ်ကျေးဇူးပါနော်ဒါဒါဒါအဲ့တော့လမ်းလေးကိုဖြေလိုက်โอ้ဒီလုံးဆုံးတော့နော်ဒီလိုင်းရဲ့အားသာချက်ကကျွန်တော်တို့နေရိတ်တယ်ချေးဖြစ်တယ်ပေါ့နော်နေရတာဖီးရှိတယ်မိုက်တယ်ဟိုအရှိမှကျွန်တော်ကန်းလာတော့နေလိုက်ကန်းကြီးလမ်းလာမသိဘူးချက်ချီလာမိုက်တယ်ဟိုမှာကန်းကြီးလမ်းဖြစ်ဖို့များသလားရှယ်ပဲကိုရမှလည်းသူဒီဘက်သွားရိုက်လိုက်မယ်ခဏဒီဘက်ကိုရမှလည်းသူကျွန်တော်တို့နောက်မှဓာတ်ပုံလေးခဏရိုက်လိုက်မယ်ဒီကဗျူးကြီးကရေလည်းမိုက်တယ်ဗျာဝေးရမှတ်တရလေးတစ်ခုပြောโอเคတကယ်မိုက်ရဒီလမ်းကြောင်းကိုနင်းဖို့လည်းဖိတ်ခေါ်တယ်အားလုံးကြောက်ဒီလမ်းကိုနင်းရတဲ့ပြင်ကဘယ်လိုလဲဆိုတော့အရင်တော့သွားခဲ့တဲ့ငွေဆောင်ကနေပြီးတော့ခေါ်ရန်ကြီးကိုနင်းတဲ့ဖိနေနဲ့တော့သွားပြီးတော့လွမ်းသွားပြီတကယ်မိုက်ရှယ်ပဲနော်ဟိုးပါကဲကြိုယူရှိုးလိုက်အောင်ဒီလည်းမိုက်တယ်ကျွန်တော်တို့ရဲ့ပါစင်းနဲ့ကင်မရာမန်တယောက်ပါတယ်ဒီမှာကိုလာပါပါစင်းနဲ့ကင်မရာမန်ဒီကန်းကြီးကတော့တော်တော်လှတယ်ဗောနော်နည်းနည်းအရင်ဆန်ဒါမဲ့ရိုင်းဆန်ပဲတော်တော်လှဒီလည်းမိုက်တယ်โอเคဆက်သွားကြမယ်နော်ဟုတ်မယ်တော့ကန်းကြီးလမ်းထိုးမယ်ဆက်ထိုးမယ်ရှယ်ပဲမိုက်တယ်ဝေဆောင်တော့ရှယ်ပဲရင်းနေတယ်ဒီနားနေဆောင်းပုတ်တော့အောက်မှာခယူကလန်လေးရှိကြောက်နေတယ်အရင်ဆန်နော်ဒီတော့ကြောက်နေတယ်ဗောနော်တော်တော်လေးကိုလှလုံးဝအရင်ဆန်လုံးဝကန်းကြီးဒါပေမဲ့တော်တော်လှကဲဆက်သွားမယ်ခုနကကျွန်တော်ဒီနားလေးကိုရိုက်ပြပေးတာဗောနော်ထောက်ချောက်ယူပဲနော်ဒါကန်းကျင်တယ်ဘောထောက်ချောက်ရန်ကုန်ကဘိန်းရည်ဒီမှာလာချန်တာဗောနော်ဒီနေ့ခီးစဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်လမ်းကြောင်းအသေးစိတ်ကို server map လေးရှိတယ်ဗောနော်အဲ့ဒီ map လေးကိုကျွန်တော်ဟိုလိုချင်လို့ရှိရင်ကျွန်တော်ရဲ့ message မှာလာတောင်းလို့ရတယ်ဟိုနောက်ပိုင်းသွားချင်တဲ့လူတွေသွားလို့ရအောင်ဗောနော်ဒီကူကတော့မထင်နဲ့ညမှာတော့ငားနေလမ်းလာဗောနော်ငါးနေထုတ်လာဟိုမှာလမ်းသွားမေးဒီဘက်ပဲလားအော်ဟိုမှာလာပြီဖိုလီကူကဟိုမှာလာနေတော့ပါလေဘယ်လိုဘာပြရမလဲမသိဘဲနဲ့သွားရတယ်ပြီးရင်ကိုကြိုက်တယ်ရှင်းမှာဘာပြရမလဲကျွန်တော်မသိဘူးဟိုမှာလေးလာပြီလေးပေါ်တက်မယ်တော့တော့မှာရတယ်သူကချောင်းတော့တာကဲခါလေးဘောနော်ဒါတော့ဒီလုံးကားပါဇီးလုံးကိုတွေ3ယောက်တယ်တက်လာကိုလွတ်လာကဲစသွားပြီဟေးစမ်းတော့ဝင်နေဟေးရေတွေကလုံးဝကြည်တောက်ပြီးစိမ့်နေပါရေလည်းမိုက်တယ်ဟေးဘက်ကကျွန်တော်လာခဲ့တဲ့ကမ်းခြေပေါ့ဟိုးဘက်မှာတောင်းကြီးလားတောင်းပြီးတော့ဒီဘက်မှာဟယ်လိုဟုတ်တယ်ဒီမှာဒီထဲမှာဒီအောင်တက်တယ်မှာကဲရောက်ပြီရှင်ကဲရောက်ပြီရောက်ဆင်းလို့ရမယ်ဟုတ်အိမ်မှာပြီးခဲ့တဲ့တက်ပါနဲ့တောင်းပါဒီလုံးဝတန်သွားโอเคတက်သွားမယ်လမ်းလေးလည်းမိုက်တယ်ဗောနော်ခုနတွေ့တဲ့နှစ်ယောက်ကကျွန်တော်တို့နဲ့ပြောင်းပြန်တော့သူတို့ကတောင်းတာသွားမှာကျွန်တော်တို့ကငွေဆောင်သွားတာဗောနော်လမ်းကဒီဘက်လမ်းပြန်သွားမှာဒါပေမဲ့ကျွန်တော်ဟိုမှာပေကသွားပေးအောင်မရှိဘူးအင်းလေးပေါ့အင်းလေးမှာလေကတော့ပေးတာပေကသွားပေးဖို့တော့သွားနေရတယ်ဘယ်လိုပတ်ပြီးသွားလဲဒီတော့ဒီနေ့တော့ပြင်နော်ဟောဒီရှိရတော့ရတော့ဟောโอเคဆက်သွားမယ်နော်အဲ့ဒီကမိုက်တယ်နော်ဒီမိုက်ကျွန်တော်အခုဒဇင်းဂိတ်ကိုသွားနေတာဗောနော်ဒဇင်းလေစိတ်ပေါ့နော်ဒဇင်းလေစိတ်ကိုသွားနေတာဒဇင်းလေစိတ်အောင်လေတစ်ခေါက်ထပ်ကူသွားရင်ဒီနေ့လေကူတာပြီးဆုံးပြီဗောနော်ဆက်နေရလမ်းရဲ့ကျွန်တော်ဘယ်ပဲချမ်းပါတော့ဟိုးမှာပင်လေရှိတယ်နော်
ရှယ်ပဲလမ်းရဲ့ညာဘက်ချမ်းမှာတော့ဟိုးဘက်မှာကန်းကြီးကန်းကြီးလည်းပင်တယ်ပေါ့နော်မိုက်လာနော်ဟိုလာဟိုမှာခွင်းမြင်ဒီရောဘာလဲဖုံးအောင်ကြတယ်ပါရှင်းမှာတင်းလေးရောက်နေတယ်ဘယ်ဆုံးကျူရမယ်တင်းလေးတွေတင်းလေးတွေကဲဒီကိုတင်လိုက်မယ်ဘိုးဘချမ်းဘိုးဘလာဘောလာကဲရောက်ပြီဝေးရရင်ရပါမယ်โอเคသွားမယ်ဟိုမှာပင်လေကြီးပေါ့နော်လှတော်လှရေကတော့ရေကကျုံးကဟိုဖြစ်နေတောင်းတော်မိုက်ဟိုမှာတောင်းလို့ပေါတရာကျွန်တော်ဒီနားကနေပြီးတော့နောက်ထပ်9မိုင်လောက်နေရအောင်ပဲတဲ့မထိမပဲနဲ့နည်းနည်းရှိသွားတယ်ပဲမိုက်ပါလေအခုကကျွန်တော်သစင်ကြေးပြအောင်နော်သစင်ကြေးပြအောင်တွေ့လိမ့်မယ်ဒီရင်းလေးတက်ကြီးဘက်ကိုအတက်ကြီးဘက်မှာဒီဘက်ချမ်းလမ်းသွားမှာဒီကဘာအေးစီတီတော့လေဒီဘက်ချမ်းလေအတက်ကြီးပဲတော်တယ်ရှယ်ပဲအတက်ကြီးတက်နေပြီဟိုးဒီဥမာအတက်ကြီးဆက်တော့ဟိုးပေါ်တယ်တက်ကြီးပဲတော့ဝါလားတက်ကြီးပါဘက်ကမွေးကျုံးတယ်ကွာမွေးကျုံးတော့ဟုတ်တော့ပါဘောနော်အမကြီးကိုရှုလိုက်ရေးလဲမိုက်တယ်စင်းနေတက်တယ်ဘောနော်အဲ့လိုဟိုးရှိပါလေကန်းရုပ်တောင်ပြင်နေရတယ်ဟိုမိုက်အဲ့တော့ဒီနေ့ချမ်းမဲ့လက္ခဏာမရှိဒီလေးပါနော်ဘယ်တိုင်းပြောင်းဘောနော်ရှိမှလမ်းဆုံးရောက်ပြီရိုးရင်းသို့တဲ့မှာဇီးမော်လန်ရိုးရင်းသို့ပေါ့ကွာမှာဘောနော်ဟိုတယ်ဆုံးနေဘက်ကိုတော့ပြန်ရောက်ပြီကျွန်တော်ထင်တာ Aquarium Palace ဟုတ်တယ်ကျွန်တော်တဲမဲ့ဟိုတယ်ကချစ်သူများကျွန်းနဲ့နီးရပေါ့နော်ဘိန်းသားကြီးခဏရည်ကဲဒီဆောင်ရောက်ပြီးဟိုတယ်မှာရောက်ပြန်တွေ့ပြီဘယ်ချမ်းနေဖြစ်တက်တယ်ပဲသွားမှာနော် က
ရောက်တော့မယ်တဲ့ရောက်တော့မယ်ဟာပါနော်စီရောက်ချစ်သူများကျွန်းသွားတဲ့လမ်းပေါ့မေးမော်တယ်ကဲအခန်းပုံလေးကိုတော့နေရတာတော်တော်အဆင်ပြေပါလေကျွန်တော်ဗီဒီယိုလေးကိုရှေ့မှာကျွန်တော်ရိုက်ပြအောင်ပေါ့နော်ဒီခီးစဉ်ကတော့စုပေါင်းဝေးကကီလိုမီတာဘယ်လောက်လဲ250တက်သမ44ပေါ့နော်ဟုတ်တယ်250တက်သမ44ကီလိုမီတာရှိတယ်ပုံမှန်ကတော့ဟိုဟာဖြစ်သွားမှာပုံမှန်ကတော့ကျွန်တော်တို့အများကြီးနင်းနေတာပေါ့နော်ကီလို900ကျွန်တော်နေဒီလိုပဲနေထားတယ်တော့စားတော့မယ်အစုံအပိုင်းဒီရဆိုဟင်းသူဂျပန်ကဲပင်လေကြီးအမြင်ကွင်းတွေကိုကျွန်တော်ခဏလောက်ရိုက်ပြပေးမယ်ဒါကျွန်တော်တို့တဲ့ဟိုတယ်ယူပြီးတော့နော်မိုက်ချေပဲညမှာချေးမယ်ပြီးဒီကမြင်ကွင်းလေးရိုက်ပြမယ်ဒီမှာကျွန်တော်တဲ့ဟိုတယ်ကတော့ဒီကနေစားရိုက်ပြမယ်တော့ဒီငွေဆောင်ကန်းကြီးအမြင်ကွင်းတွေကိုကျွန်တော်ပြီးခဲ့တဲ့ Quarantine ဗီဒီယိုမှာအသေးစိတ်လေးရိုက်ပြပေးတာရှိတယ်အဲ့တော့အဲ့ဗီဒီယိုမှာငွေဆောင်ရဲ့မြင်ကွင်းအသေးစိတ်ကိုကြည့်လို့ရတယ်အဲဒီဗီဒီယိုမှာတော့ကျွန်တော်ခဏလေးပဲပြသလာမယ်နော်ဟိုချစ်သူများကျွန်းနာစီးကြမှာလေဟွာတော့ဆောက်မတရားရှိလို့လိုက်လို့မရဘူးဟိုမပြန်လာနေကြပြီဘောလုံးမောက်ကြပဲကဲကျွန်တော်တို့ရဲ့ခီးစဉ်ကြီးကဒီနေ့ပြီးဆုံးသွားပြီပေါ့နော်ကျွန်တော်နောက်ထပ်ဗီဒီယိုတွေထပ်ပြီးတော့လာအောင်မယ်အဲ့တော့မှပဲပြန်တွေ့ကြမယ်နော်တတာအပြန်အတွက်ကားစီးဖို့အတွက်ကျွန်တော်သွားတယ်ငွေဆောင်ဆိုင်ပုံလားအဲ့နားလေးမှာမရတဲ့ပုံရိုက်မှာပေါ့နော်ဟိုမှာငွေဆောင်ဆိုင်ပုံလေးမြင်နေရတယ်နားလေးမှာကျွန်တော်တို့အမတ်တရဓာတ်ပုံလေးရိုက်ပြီးတော့ကားဆောင်ပြီးတော့ကားလာရင်ပြန်ရတော့မှာပေါ့နော်တတာနောက်တဲ့ဗီဒီယိုတွေမှာပြန်တွေ့ကြရအောင်